ဒါကတော့ကိုယ့်ရဲ့ acid ဓာတ်ကိုစမ်းပြပေးတာဖြစ်ပါတယ်ခန္ဓာကိုယ်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ acid ဓာတ်ဘယ်လောက်ရှိလဲဆိုတော့စမ်းပေးမှာပေါ့နော်ဆိုရင်စစင်းရဲ့ခန္ဓာကိုယ်မှာဆိုရင်လည်း acid ဓာတ်ရှိနေတယ်ပေါ့နော်ဒီမှာဒါတူမလေးရဲ့ခန္ဓာကိုယ်မှာဆိုရင်လည်း acid ဓာတ်ရှိနေတယ်ဒီလိုမျိုးခန္ဓာ pH 7အစိမ်းရောင်လေးကနေအခုခန္ဓာကိုယ်ရဲ့ acid ဓာတ်ဒါမျိုးလေမှုတ်လိုက်ရုံနဲ့လေလေးမှုတ်တာနဲ့တောင်မှသူ့ရဲ့ရေအယောင်ကိုပြောင်းသွားစေတယ်ပေါ့နော်ဒါကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာအတွင်းထဲမှာဆို acid ဓာတ်တွေဘယ်လောက်များနေလဲဆိုတာမတွေးရစရာပဲပေါ့နော်အဲ့ဒါကိုမှအစဉ်စဉ်တော့ဘယ်လိုလုပ်မလဲဆိုတာဈေးကွက်ထဲမှာလဲလူတိုင်းမှာတော့ acid ဓာတ်ရှိတယ်ဘာလို့လဲဆိုကိုနေ့စဉ်စားတဲ့အစားအစာတွေမှာစီတွေစားတယ်စီကြော်တွေစားတယ်ဆိုရင် acid ဓာတ်ကရှိတာပဲအဲ့ဒါကိုမှဒီလူ2ယောက်က acid ဓာတ်ရှိတာတော့တူတယ်ဒါကတော့ပုံမှန် pH 7ရေတန့်ဒါလည်းအကောင်းပဲเนาะဒါ pH 7ရေတန့်ဒါခဏဆက်ကလေးနဲ့စစ်ထားတယ်စစ်တန်လေးနဲ့စစ်ထားတယ်အေကာမတ်ရေပေါ့เนาะအဲ့ဒါဆိုရင်ဒီတယောက်ကအေကာမတ်ရေတောက်မယ်ဒီတယောက်ကရိုးရေတန့်ပေါ့เนาะ pH 7ကိုတစ်စိတ်အကောင်းတောက်မယ်ပေါ့เนาะအဲဆိုရင်ဒါမျိုးလေးဖြစ်မယ်ပေါ့เนาะဒီလိုလေးအယောင်ပြောင်းသွားတယ်ဒါကတော့ရေငတ်ပြေမယ်ရေစာပြေမယ်ခန္ဓာကိုယ်အတွက်ရေဓာတ်ရမယ်သူက acid ဓာတ်ကိုတော့မချေဖြတ်နိုင်ဘူးဒီကအဝါတဲ့အယောင်လေးကတော့အယောင်တိုင်းပဲပေါ့နော်ဒီလိုမျိုးဒါဆိုရင်တော့ခန္ဓာကိုယ်ကို pH level ကိုပြန်ပြီးတော့မြင့်တင်ပေးတာပေါ့ဒီလိုလေး pH level ပြန်မြင့်တင်ပေးတယ်ကိုယ်မှာရှိတဲ့ acid ဓာတ်တွေကိုခြေဖြတ်ပေးတဲ့သဘောပေါ့နော်ရေတောက်လိုက်ယုံနဲ့သူကခန္ဓာကိုယ်က acid ဓာတ်တွေကိုခြေဖြတ်ပေးတယ်အဲ့တော့ဘာတွေကောင်းကျိုးဖြစ်လဲဆိုတော့ကြောက်ကက်ဒါဒီရေကလေကြောက်ကက်သမားတွေလည်းတောက်လို့ရတယ်မက်ဂနီဆီယမ်ကယ်ဆီယမ်ဓာတ်တော့ပါတယ်သူကဘာလို့ကြောက်ကက်သမားတွေတောက်လို့ရလဲဆိုတော့မော်လီကျူအရန်သေးတဲ့အတွက်တောက်လို့ရတာတကယ်တမ်းကြောက်ကက်ပေါ့နော်ယူရီးယားမှာကြောက်ကက်ခွဲစိတ်တာတို့အစားထိုးကုထားတဲ့လူနာတွေဆိုသိလိမ့်မယ်ယူရီးယားဆရာဝန်တွေဆိုလို့ရှိရင်တို့မှားတယ်ဟိုရေကိုပဲတောက်ရတာအိုရေစစ်ကိုပဲတောက်ခိုင်းတာဘာလို့လဲဆိုတော့ကြောက်ကက်သမားကကြတော့ဒီမက်ဂနီဆီယမ်ကယ်ဆီယမ်ဓာတ်တွေကိုခြေရလို့ရှိရင်သူကကြောက်ကက်အလုတ်ပို့လို့ရတဲ့အတွက်ပို့ပြီးတော့ကြောက်ကက်ကိုပြင်ပန်းစီလို့မို့အိုရေတန့်ကိုပဲစစ်ကိုပဲတောက်ခိုင်းတာဒါပေမဲ့အဲ့ဆိုရင်ဒီဟာမက်ဂနီဆီယမ်ကယ်ဆီယမ်ပါပြီးဘာလို့တောက်လို့ရလဲဆိုရင်ဒီဟာကမော်လီကျူအရန်သေးတဲ့အတွက်ကြောက်ကက်ကိုအလုတ်အရန်ကြီးမခိုင်းဘူးပေါ့နော်သူ့ရဲ့မော်လီကျူကအရန်ကိုသေးတဲ့အတွက်ကြောက်ကက်အလုတ်လို့ရတာတက်တာတဲ့အတွက်ဒီဟာကိုတောက်ချင်းအပြင်သူကကြောက်ကက်ကိုလည်းကယ်ဆီယမ်မက်ဂနီဆီယမ်ဆိုတာဒါအယိုးစစ်တွေကိုတန်ပါစေတယ်ပေါ့နော်တခြားကလီစာတွေကိုလည်းကျန်းမာတန်ဆွမ်းစေတယ်ကြောက်ကက်သမားလည်းတောက်လို့ရပါတယ်ဒီရေကပေါ့နော်တချို့ကဗမာပြည်မှာဒီရေတန်းဆက်မိတ်ဆိုင်နေလို့ရေတန်းဆက်ကအာအိုမဟုတ်လို့ငါတို့ကမတက်ချင်ဘူးလို့ပြောတယ်တကယ်တမ်းအာအိုရေတန့်ဆိုတာကနိုင်ငံခြားမှာဆိုရင်ဒါကြောက်ကက်သမားတွေလူမမာပေါ့နော်အဓိကလူမမာကြောက်ကက်သမားတွေတောက်တဲ့ရေတန့်ဖြစ်ပါတယ်သူကဘာမှမပါဘူးရေစစ်ပဲခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ပိုးလည်းမပါဘူးအကျိုးမပြုတဲ့ပိုးလည်းမပါဘူးလုံးဝအကုန်လုံးကိုစစ်ချထားတာရေအစ်စ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်အဲ့ဒါဆိုရင်ကြောက်ကက်သမားတွေကိုတောက်ခိုင်းတဲ့ရေအာအိုရေဆိုတာကကြောက်ကက်သမားအဓိကကြောက်ကက်သမားတောက်ဖို့ထုတ်ထားတဲ့ရေပေါ့နော်ဒါပေမဲ့ဗမာပြည်မှာတော့အာအိုရေတန့်မဟုတ်လို့ဒီအဲကာမတ်ရေတန့်ဆက်ဆိုတချို့တွေကလက်မခံဘူးပေါ့နော်ဒါမျိုးဟိုမတက်ချင်ဘူးပေါ့အာအိုရေတန့်ဆက်ပဲတက်ချင်တယ်ဒါမျိုးပြောတာကြီးလည်းရှိတယ်ပေါ့နော်